Okay ဒါဒီမှာ brain walking ဆော့ပြအောင်ဖြစ်ပါတယ်ဒါဖောက်ကြည့်လိုက်အောင်ဘာရမလဲbruh ဒီကောင်ကြီးဒါဘယ်လောက်တန်လဲမသိဘူးကြည့်ရအောင်ဒါ35ချက်ပဲတန်တယ်ဘာမှလို့တော့ဒါ NPL ဖြစ်ပါနော် Okay ဒါလက်ဆိုးသွားရအောင် Okay ဘယ်လိုဖမ်းမလဲကျွန်တော်ကမလို့ကြော်သွားပြီဒါဘယ်လိုဖမ်းမလဲအော်ရဖမ်းသွားရကွာ Okay ဒါ let's go ဒီ base တဲမှာမရှိလဲမသိဘူးကြည့်ရအောင်ဟိုရင်ကောင်းမလဲဒါခုမှလာပြေးရဟိုမှာ NVL ပြေးလာ let's go ရသွားပြီဒါပဲ Okay လာနောက်တစ်ခါထပ်သွားရအောင်ဒီခါကြာရင်တော့ဘာရမလဲမသိဘူးဗျာဒီတော့ကမလို့ကြော်သွားပြီOkay ဒီ page ကိုရောက်သွားရင်ဘာခိုးရင်ကောင်းမလဲဘာခိုးရင်ကောင်းမလဲ Logo factory ကိုခိုးမယ်တော့ပြေးနောက်မှလိုက်ပန်းနေဟိုမှာမိအောင်ပြေးတာဒါပဲရသွားပြီဗျာဒါ let's go Okay ဒါကိုဒီမှာထားမယ်ကျောင်းမှာကောင်းတဲ့အကောင်လေးတော့တိတ်မရှိဘူး Okay ဒီမှာထားမယ် Okay ဒီမှာထားမယ်လို့ရှိရင် level တင်မယ်လို့ရှိရင်ပတ်စံလေးစုမယ်လို့ရှိရင်ကျော် speed လည်းတင်အောင်မယ်နော်ဒါပေမဲ့ level ပဲတူပါမယ် level ရင်တူမယ် level 2မယ်ပတ်စံကုန်သွားတယ် Okay ဒါကျော်ကထပ်ပြီးတော့ရအောင်ဒါဒီခါကျတော့ဘယ်သူစီရောက်မလဲမသိဘူးဗျာကျော်မယ်ကျော်ဝိုင်းဒီမှာcricket တဲ့cricket ဒါနိုင်ငံခြား YouTuber ပဲဖန်ဝိုင်း Okay ကျော်ဘာရှိလဲဒီမှာခိုးမယ်ပြောရှင်ပြေးမယ်ပြေးဒါမတ်တကြီးဖြူလာနောက်မှမြောက်မယ်နောက်မှဟာမိသွားပြီဗျာ Okay ဒါနောက်တစ်ချိန်ထပ်သွားမယ်ဒါပေမဲ့ speed ရင်တင်မဖြစ်မယ်ဒါ speed နေမယ်ဗျာကျွန်တော်အခုမှ YouTube ဆောက်တာဆို like and subscribe လေးလုပ်ပြီးတော့ကြပါဦးခင်ဗျာ Okay လာဆက်သွားမယ် speed တင်မယ်ဆိုဒါပဲတင်သွားလိုက်မယ်ဒါပဲဆက်သွားမယ်ဒီခါကျရင်တော့ဘယ်သူဖမ်းမလဲတော့မသိဘူးဗျကြည့်အောင်ရ pre-prep ဖမ်းသွားပြီဒီခါကျရင် pre-prep စကန်ဒီရပဲထိတ်ဝင်နော်Okay လာ ready 1 2 3လက်ကိုပြေးနောက်မှ pre-prep ကြီးလိုက်နေပြီပြေးတာဒါပဲမီးတော့ဒါပဲရသွားပြီဗျာ Okayတော့ဘာမှထားရင်ကောင်းမလဲဆိုတော့ပြည့်နေဆိုဒီကလည်းပဲလဲလိုက်တော့မှာဗျာဒီ epic ကကျတော့တင်းထားလိုက်မယ်တချို့အခုမှဆောက်ဆွဲတွေပေးဖို့အတွက်ဗျာ Okay ဒီအကောင့်နဲ့လဲမယ်ဒါကိုသူများပေးမယ်သူများပေးဒီယူမလားမယူလားကြော်လည်းမသိဘူးပတ်စံလေးပြင်မယ် ဒါ speed ထပ်တယ်မ speed 2 billion တော့မှတော့မတင်နိုင်သေးဘူးအဲ့လိုရပြီဆက်သွားမယ်သူဖမ်းယူပါရဲ့ Okay ဒီခါကျရင်တော့ဘာကောင်းရင်ကောင်းမလဲဗျာဒီမှာမတ်တက်ခိုးရမလားဗျာမတ်တက်ရပြီပြေးနောက်မှလန့်နေပြီပြေးတာဒါပဲရောက်သွားပြီဗျာ Oh my god diamond version နဲ့မတ်တက်ကြီးဗျာမိုက်တယ် Okay လာဒီ red နဲ့လဲလိုက်မယ်level တင်မယ်ထပ်တင်မယ်
လေးကြော်သွားပြီဒီက cricket ဖမ်းမှာcricket ဖမ်းသွားပြီဗျာ cricket ရဲ့ base ထဲမှာဘာရှိမလဲမသိဒီမှာမတ်တက်မတ်တက်ဘယ်ခွင့်ကောင်းမလဲမတ်တက်ဒါကုန်းမပြေးတာဗျတိုင်းကိုဖာရှင်းတော့ပြေးတာပြီးတော့ကန်ကောင်းရပါဗျာโอเคဘာနဲ့လဲမလဲဆိုတော့ဒါနဲ့ပဲလဲလိုက်တော့မယ်โอเคရပါပြီတေးမအိုးမီလီယံနဲ့ချီရပါပြီဗျာ Oh my god တိုင်းမကိုဖာရှင်းတော့ပို့ပြီးထုတ်ကြโอเคဒါပတ်ဆက်စုမယ်ပတ်ဆက်လေးယူမယ်လို့ရှိရင် free okay ပြီးလို့ရှိရင်ဆက်သွားမယ်လားဒီကကြာရဘဒု page တွေရောက်လည်းမတည်ဘူးပဲကြည့်နေလား cricket ကိုလည်းကြော်သွားပြီokay 2 page တွေရောက်ဟိုမှာ I show speed ပြေးမယ်ဟိုမတ်တက်မိသွားရည်ဗျာ